ဘုန်းတော်အလွန်နှစ်ချိုက်တဲ့ကြိုက်တဲ့သုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဒီသုတ်တန်လေးကိုဘယ်ကနေစပြီးတော့ပြောရင်တော့ဆိုတော့လူတိုင်းကြားဖို့နေတဲ့ဂါထာလေးကနေစပြီးတော့ပြောခြင်းဣဇေဝကိစ္စမာတဗံကောဇေညာမရဏံသူဝေနာဟိနောသင်္ကရတေနမဟာတေနေနမေစုနာအတိပ္ပယ်ဘာပြောတာတော့ဣဇေဝကိစ္စမာတဗံလှုပ်တဲ့လှုပ်ထိုက်တဲ့ဒီကောင်းမြတ်တဲ့အလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လုပ်လိုက်ပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ကောဇေညာမရဏတုဝေမနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးဆိုတာကိုဘယ်သူမှအတိအကျမသိနိုင်လို့ပါတဲ့။ဘာလို့မနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးလို့ဘာလို့မသိနိုင်တာတုံးဆိုတော့နာဟိနောသင်္ကရံတေနမဟာတေနေနမေဇုနာမဟာတေနေနမေဇုနာများစွာသောစစ်တီရှိသောတေမင်းနဲ့နာဟိနောသင်္ကရံတေနတို့တွေမှာဘယ်နေ့ပဲချင်းဘယ်လိုအနေထားမျိုးမှာတွေ့ရမယ်ကြုံရမယ်လို့ချိန်ချက်ထားတာမရှိလို့ပါပဲတဲ့နော်အလွန်မှစိတ်ထဲမှာဆွေးမြေ့ထားတဲ့ဒေသနာလေးတစ်ပုဒ်လို့ဆိုခြင်းပါတယ်ဟုတ်လားဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖြစ်အောင်လုပ်လိုက်ပါဘာလို့လဲမနေ့ဖြန်ဆိုတာနေရမယ်မနေရဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်လို့ဘာလို့မသိနိုင်တာတုံးဆိုတော့များစွာသောစစ်တီရှိတဲ့တေမင်းနဲ့တတ္တဝါတွေကပဲချင်းတွေ့ရမယ်လို့ချိန်ချက်ထားတာမရှိလို့တဲ့။များစွာသောစစ်တီရှိသောတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာများစွာသောစစ်တီရှိတယ်ဆိုတာကအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားနိုင်တယ်ဆိုတာကိုရည်ညွှန်းတာအကြောင်းမျိုးမျိုးကြောင့်ခန္ဓာကိုယ်ကြီးဟာပြက်နိုင်တယ်ခန္ဓာကိုယ်ကြီးကိုယ်တိုင်ကတေမင်းပဲအကြောင်းမျိုးမျိုးကြောင့်ပြက်နိုင်တယ်ပျက်စီးတဲ့အကြောင်းတရားတွေအများကြီးရှိတယ်အဲ့ဒါကိုကြတော့များစွာသောစစ်တီလို့ဒီလိုရည်ညွှန်းတယ်နော်အဲ့တော့များစွာသောစစ်တီရှိသောတေမင်းဆိုတာဘာပြောတာတော့အကြောင်းမျိုးမျိုးကြောင့်ပျက်စီးနိုင်တဲ့ဤခန္ဓာကိုယ်ဟုတ်လားအဲ့တော့ဒီတေမင်းနဲ့ကိုယ်နဲ့ချိန်ထားတာမရှိဘူးဆိုတာတင်စားပြောတာဟုတ်လားအဓိကမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးသွားနိုင်တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မိမိတို့ရဲ့အနေအထားဘယ်ချိန်မှပြည့်စည်မယ်ဘယ်ချိန်ကျမှတို့လုံးကြစို့လို့ချိန်ချက်ထားတာတီလုံးတိုက်ထားတာမရှိဘူးတဲ့ဆိုလိုတာကအကြောင်းအားလျော်စွာဖြစ်ချင်တာဖြစ်သွားနိုင်တယ်ပေါ့နော်ပြောရရင်ရှင်းတန်းနေရတဲ့ဒီဘဝလေးကမသေးချာမှုမရေရာမှုတွေနဲ့သွားနေတာဘုရုသင်တဘာဝဉာဏ်ပညာနှုတ်နေလို့သာကိုယ်ဘဝကိုအခိုင်အမာသဘောထားပြီးတော့အနာဂတ်အတွက်အမျိုးမျိုးစဉ်းစားကြံစပြီးတော့နော်နေကြထိုင်ကြပြောကြဆိုကြလုပ်ကြကိုင်ကြတာတကယ်ကဘုံဘုံတို့ဘဝရဲ့အခြေအနေမှန်ကဘယ်လိုသဘောနဲ့သွားနေတာတော့မတိကြမှုနဲ့သွားတယ်နော်အချိန်မရွေးဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားပေါ့အဲ့ဒါကအမှန်တရားကြီးပဲဒီခန္ဓာကိုယ်ထဲမှာဘုံဘုံတို့ပြည့်စည်ဖို့အတွက်ဘယ်လိုຢာတွေဖောက်ပြန်နေတယ်ဘာတွေဖြစ်နေတယ်လို့ဘုံဘုံတို့မသိနိုင်ဘူးအထူးသဖြင့်အသက်40 50 60အရွယ်တွေဆိုလို့ရှိရင်ဒါမသိနိုင်ဘူးနောက်ကင်ဆာဖြစ်เสียအကြောင်းတရားတွေလည်းအထဲထဲမှာဖြစ်ချင်းဖြစ်နေမှာပဲအကောင်ထဲပေါ်မလာသေးတာပဲရှိမယ်ပေါ့နော်တချို့ဆိုရင်ဆိုကြပါစို့ဆေးသွားဆေးလို့ကင်ဆာလို့ဖြစ်တယ်ဒါလွန်ခဲ့တဲ့3-4လလောက်တည်းကစားသူကအထဲမှာတီးဆောက်နေတယ်ကိုသိသလားမသိဘူးသွားစစ်မှသာတွေ့ရတာကိုဟုတ်လားအဲ့ဒါတက်20 30အရွယ်လေးတွေလည်းဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့တော့တကယ်ကတော့ဘယ်အရွယ်လို့ကိုပြောဖို့အတိအကျပြောဖို့မလွယ်ပါဘူးเนาะအရွယ်တိုင်းမှာအမျိုးမျိုးသောဆိုးတဲ့အခြေအနေတွေဟာဖြစ်နိုင်တာပဲဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲသူ့ရဲ့ဒီဆောက်ထားပုံကိုကစားတော့ပျက်စီးမှုတွေကိုရှေ့ရှုပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝကြီးပဲဟုတ်လားဘလောက်ပဲခိုင်မာပါတယ်ဆိုတဲ့လူပဲဖြစ်အလွန်ဆုံးနှစ်ပေါင်း100ပိုနေပဲလို့ဒါဘုရားဟောတာဟုတ်လားဒီခေတ်မှာအဲ့လောက်သက်ရှိတဲ့လူလည်းပဲဒါအလွန်ရှားတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ပြောရင်တာကဘာတော့များစွာသောစစ်တီရှိတဲ့သေမင်းနဲ့ချိန်ချက်ထားတာမရှိဘူးဆိုတာပါလဲပျက်စီးတဲ့အကြောင်းတရားအလွန်များပြားတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမိတို့တွေဟာဘယ်ချိန်မှပြက်ကြစို့ဘယ်ချိန်ကြမှပြက်မယ်လို့ချိန်ထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့မနှက်ဖြန်ဆိုတာတောင်သေကြတဲ့သဘောမရှိဘူးပေါ့နော်အဲ့လိုမနှက်ဖြန်တောင်မသေးကြဘူးဆိုတော့တပတ်ခါဖနှွဲကဆိုတော့ပြောမနေနဲ့ပေါ့ဆိုတဲ့အတိတ်ပဲကဟုတ်လားဒါကြောင့်မို့လို့ဒီနေ့ဒီပင်လျင်နော်လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုအလုတ်တင်ဆုံးအချိန်လို့ဒါမြတ်စွာဘုရားရွေးချယ်ပြီးတော့ပြတယ်ဟုတ်လားအဲ့ဒါလောက်အရေးကြီးမြတ်စွာဘုရား
နော်လှုပ်ခိုင်းတဲ့အလုပ်ကဘလို့အလုပ်မျိုးတော့အခုဘုံဘုံပြောနေတဲ့ဒီဂါထာလေးကဗတ္တိကာရတသုတ်တန်ထဲမှာလာတဲ့ဂါထာလေးသူ့ရဲ့ရှေ့ကအရင်နှစ်ဂါထာမြတ်စွာဘုရားဟောထားတယ်အဲ့ဒီနှစ်ဂါထာကမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုပုံဖော်ပြထားတာပေါ့နော်ဒီနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်မနေ့ပြန်ဆိုတာမသေးကြဘူးဘာလို့တော့ပျက်စီးစရာအကြောင်းတရားအများကြီးရှိတဲ့ဒီခန္ဓာကိုယ်နဲ့ချိန်ထားတာမရှိလို့ဘယ်ချိန်ကျမှပြက်ကြမယ်လို့တီလုံးတိုက်ထားတာမရှိလို့အဲ့လောက်ထိပြောရလောက်အောင်အရေးပါတဲ့လုပ်ငန်းကဘလို့လုပ်ငန်းမျိုးတော့အခုကိုလှုပ်လိုက်ပါကွာလို့ပြောရလောက်အောင်အရေးကြီးတဲ့အလုပ်ကဘလို့လုပ်ငန်းမျိုးတော့အဲ့ဒါရှေ့နဂါထာကအဲ့ဒါကိုမြတ်စွာဘုရားညွှန်ပြထားတာဒါအနှစ်ချုပ်ပြီးတော့ဘုံဘုံတို့ပြောတဲ့အနေအထားလေးမို့လို့အကြံဉာဏ်လေးပဲပြောတာပေါ့နော်အဲ့တော့ဘယ်လိုမြတ်စွာဘုရားကအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုတော့ဒီကနေ့ပဲလှုပ်လိုက်ပါလို့တိုက်တွန်းလိုက်တဲ့လုပ်ငန်းစဉ်ကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်ပြတော့အတိတနာနဝဂမိယနပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီကဒါလေးရဲ့အတိတ်ပဲကဟုတ်လားပြီးခဲ့တာတွေကပြီးခဲ့ပြီဘာမှမရှိတော့ဘူးရှာလို့လည်းမတွေ့နိုင်တော့ဘူးတကယ်ကိုထာဝရပြီးခဲ့ပျောက်ခဲ့တော့တာနောက်မနေ့တုန်းကကိစ္စအရင်လကကိစ္စအရင်နှစ်ကကိစ္စဟာအဲ့ဒါတွေအဲ့လောက်ဝေးတာတွေထားလိုက်အောင်ခုတင်လေးဖြစ်ခဲ့တဲ့ကိစ္စကိုတကယ်ကမရှိတော့ဘူးဒါကြောင့်မြတ်စွာဘုရားအတိတ်ကိုဘလို့မှန်မှန်ကန်ကန်သုံးသပ်ပြတော့ယရတိတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီဘာမှမရှိတော့ဘူးတဲ့။ကဲအဲ့လောက်တော့ပြက်ပြက်သားသားပြောထားတာ။အဲ့ဒါကြောင့်မလို့အတိတံနာနာကမေယပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဘာမှအဲ့ဒါစိတ်ထဲမှာအကုသိုလ်တွေမဖြစ်စေနဲ့ပူလောင်မှုတွေမဖြစ်စေနဲ့ဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူးနေတာလောင်းနေတာဒါဘလောက်မိန်မဲရရောက်လဲဆိုတဲ့အတိပ္ပယ်မျိုးထိကိုကတွေးတတ်ရမှာနော်။အနာဂတ်ကိုကြတော့မြတ်စွာဘုရားဘလို့သုံးသပ်ပြတော့အပ္ပတင်္စအနာဂတံအနာဂတ်ကရောက်မလာသေးဘူးတဲ့ဟောရောက်မလာသေးဘူးဆိုတော့ဆန္ဒတွေသိစောမနေနဲ့သူလည်းတကယ်မရှိသေးဘူးလို့ပြောတာပဲဟုတ်လားဒါကြောင့်တကယ်မရှိသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကိုနော်ရှားကဒေါသမောဟတို့ဖြစ်မပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့လို့ပြောတာဟုတ်လားဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာကြောင့်လဲအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အလွန်ကောင်းတဲ့ဒေသနာလေးရေနော်အဲ့လိုလေးသုံးသပ်ပြပြီးတော့မြတ်စွာဘုရားကအဲ့ဒါလိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့တကယ်လက်တွေ့မှာဘလို့နေမလို့ဒုတိယကဒါပိစုပန်နေစယောဓမ္မတတဝိပတ္တိအတ္တဟိရအတ္တကုပ္ပံတံဝိရာမနုပြုခေယအခုလောလောဆယ်ပိစုပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ယုံ nant သဘာဝတရားလေးတွေပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ဟုတ်လားအခုလောလောဆယ်ပိစုပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ပို့ပြီးတော့ရှင်းအောင်ပြောရင်မြင်နေတဲ့ကြားနေတဲ့တွေးနေတဲ့ခံစားနေတဲ့သဘာဝလေးတွေဟုတ်လားအဲ့ဒီပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အခိုက်အတန့်မဲ့အဲ့ဒီသဘာဝတရားလေးတွေကိုသူတို့ဟာဘလို့သဘောရှိသလဲဆိုပြီးတော့သူတို့ရဲ့သဘောလေးတွေကိုအမှန်မြင်အောင်ကြည့်နေတဲ့ပြစ္ဆုတ်ပံနဲ့စယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတဲ့သဘောလေးကိုအမှန်တိုင်းမြင်အောင်ကြည့်နေတဲ့အမှန်တိုင်းမြင်အောင်ကြည့်တယ်ဝိပတ္တိဝိပဿနာဟုတ်လားကိုဘုန်းတို့ရဲ့ပဂတိမျက်စိကအမှန်တိုင်းမြင်တာမဟုတ်ဘူးအပေါ်ယံအယောင်တွေလောက်ကိုပဲလှတယ်မလှဘူးကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလောက်ပဲမြင်တာအပေါ်ယံပဲမြင်တာအဲ့လိုအပေါ်ယံမြင်တော့ကြိုက်တယ်မကြိုက်ဘူးနဲ့ပဲတော့တုံ့ပြန်ပြီးတော့ဆင်းရဲခြင်းနဲ့ပဲအဆုံးသတ်သွားတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကြည့်ကောင်းတယ်ကြည့်မကောင်းဘူးဆိုတဲ့အမြင်တော့ကြိုက်ခြင်းမကြိုက်ဖြင့်တုံ့ပြန်မှုဆင်းရဲဒုက္ခဖြင့်အဆုံးသတ်မှုအဲ့ဒါတွေမဖြစ်စေဖို့ဟုတ်လားအဲ့ဒီကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလို့ထင်နေတဲ့အရာတွေရဲ့အပေါ်မှာအမှန်မြင်အောင်ကြည့်ခိုင်းတာအဲ့ဒါတွေကဘယ်လိုသဘောရှိတုံးတကယ်ကအိဋ္ဌဒုက္ခအနတ္တပဲလေဖြစ်နေတဲ့တရားတွေကအိဋ္ဌဒုက္ခအနတ္တပဲမမြဲတဲ့သဘောမကောင်းတဲ့သဘောတော့ကိုဖြစ်ချင်တိုင်းမဖြစ်တဲ့သဘောသူ့အကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောဟုတ်လားမမြဲတဲ့သဘောမကောင်းတဲ့သဘောအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတဲ့သဘောအိဋ္ဌဒုက္ခအနတ္တဆိုတာအဲ့ဒါပဲလေဟုတ်လားအဲ့ဒါလိုမျိုးပိစုပန်မှာဖြစ်နေတဲ့တရားကိုအိဋ္ဌဒုက္ခအနတ္တအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အဲ့လိုကြည်နေလို့ရှိရင်အတ္တဟိရအတ္တကုပ္ပံအဲ့ဒီကြည်နေတဲ့အခိုက်အတန့်မှာဒီစိတ်ကိုအဲ့ဒီကိုကြည်နေတဲ့အာယုန်တွေကကိုမြင်နေရတဲ့အဲ့ဒီသဘာဝတရားတွေကလောဘဖြစ်အောင်လည်းမဖြားယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးတဲ့ဘလောက်ကောင်းတော့နော်ပိ
ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုကိုကအမှန်တိုင်းမြင်နေတဲ့အခိုက်အတန့်လေးမှာအဲ့ဒီကိုအမှန်တိုင်းမြင်နေတဲ့အာယုံလေးကကိုယ်စိတ်ကိုຢာကဖြစ်အောင်လဲမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လဲမဖြစ်စည်းနိုင်ဘူးဆိုလိုတာကအဲ့ဒီအချိန်မှာစိတ်ကအလွန်ကိုပဲအည်အသွေးရှိတယ်အလွန်ကိုပဲတန့်ရှင်းတယ်ဖြူစင်တယ်ကောင်းမွန်တယ်ဘာလို့လဲဆိုတော့ຢာကဒေါသတို့ဖြင့်နော်ဖြားယောင်းခြင်းဖြစ်စည်းခြင်းကိုမခံရလို့နောက်စိတ်မှာအညစ်အကြေးကင်းသွားတာပေါ့နော်အဲ့ဒါလိုနေတဲ့နီးဟာဘဝမှာအမြင့်မားဆုံးအမြင့်မြတ်ဆုံးနေတဲ့နီးလို့ဆိုရမယ်ဟုတ်လားကိုယ်စိတ်မှာနော်ຢာကဒေါသမောဟမဖြစ်အောင်နေတဲ့နီးလောက်ကောင်းတဲ့နီးပဲရှိမယ်တော့ဟုတ်လားဒါကြောင့်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားလေးကိုအနိစ္စဒုက္ခအနတ္တပဲဟဲ့လို့အမှန်သိအောင်အမှန်မြင်အောင်ကြည့်ပြီးတော့နေရှုပြီးတော့နေအဲ့လိုနေလို့ရှိရင်ဒီအာယုန်တွေကဒီသဘာဝတရားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြတ်စည်းနိုင်ဘူးအဲ့ဒါလိုနေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့တန်ဝိတော်မနုဘိဝေယဆိုတာအဲ့ကိုပြောတာဟုတ်လားပစ္စုပန်နေစယောဓမ္မတထတထဝိပတ္တိအတံဟိရအတံကုပ္ပံတန်ဝိတော်မနုဘိဝေယသူကလုပ်ငန်းစဉ်ကိုပြတဲ့အလွန်ရှင်းလင်းပြတ်သားတဲ့ဒေသနာတော့နော်ဂါထာနှစ်ပုဒ်ဟုတ်လားပထမဂါထာဘာပြောတော့အတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့အတိအကျပြောရရင်အတိတ်ကိုလည်းစိတ်ကအစဉ်လိုက်မနေနဲ့အနာဂတ်ကိုလည်းအစဉ်လိုက်မနေနဲ့ဟုတ်လားဟိုမိခင်နွားမကြီးရဲ့နောက်ကိုမွေးကားသားနွားငယ်လေးဟာတကောက်ကောက်လိုက်နေတယ်ဘယ်သွားလို့မှ तू ကမပြတ်ဘူးလိုက်နေတာအစဉ်လိုက်နေတယ်ဆိုတော့ခေါင်းထဲမှာအဲ့ဒီဥမာလေးပေါ်လာတယ်မြတ်စွာဘုရားလည်းအဲ့ဒီဥမာလေးခဏခဏပေးတာရှိအဲ့လိုပဲဘုံဘုံတို့စိတ်တွေကအာယုံနောက်ကိုအစဉ်လိုက်နေတယ်တကောက်ကောက်နဲ့လိုက်နေတယ်ဘယ်ပဲလိုက်နေတာများအတိတ်သုံးမဟုတ်အနာဂတ်မရှိတော့တာတွေနောက်ကိုလိုက်နေတာနော်မရောက်သေးတာတွေနောက်ကိုလိုက်နေတာနော်ဘလောက်မှန်ပါတော့စဉ်းစားကြည့်နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားအတိတ်ကမရှိတော့ဘူးအနာဂတ်ကမရောက်သေးဘူးအတိတ်ကိုအစဉ်မလိုက်နဲ့အနာဂတ်ကိုအစဉ်မလိုက်နဲ့ဘလို့နေရမှာတော့အခုပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝတရားကိုအမှန်သိအောင်ကြည့်ပြီးတော့နေအဲ့ဒါဆိုလို့ရှိရင်ဒီစိတ်ကလောဘဒေါသမဖြစ်ဘူးအဲ့ဒီလိုမြင်မာတဲ့နေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့ဒါနေနီးအကောင်းဆုံးအကျင့်မြတ်ကိုမြတ်စွာဘုရားညွှန်ပြတာဟုတ်လားအဲ့ဒီလိုနေတဲ့နီးနဲ့ဘယ်သူတွေနေကြတာတော့အမျှော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့လူတွေဟာနေကြတယ်တဲ့အဲ့ဒီနှစ်ဂါထာပြီးမှသောသောဂါထာကိုမြတ်စွာဘုရားဟောတာနော်ဣဇေဝကိစ္စမာတ္တဗံဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလွန်မမြင့်တဲ့အဲ့ဒီအလုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ကောဇင်ညာမတဏသူဝေမနေ့ဖြံမှာရှင်တန်ခွင့်ရအောင်မယ်မရတော့ဘူးဆိုတာဘယ်သူမှမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့အကြောင်းပြချက်အလွန်ကောင်းတယ်နော်မဟာတိနေနမေဇုနာများစွာစစ်တီရှိသောတေမင်းနဲ့နာဟိနောသင်္ကရတေနတတ္တဝါတွေဟာချိန်ထားတာမရှိဘူးပျက်စီးတွေကအကြောင်းတရားအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တတ္တဝါတွေဟာဘယ်ချိန်မှတို့သေးကြမယ်ဘယ်ချိန်မှတို့ပျက်စီးကြမယ်လို့နော်တီလုံးတိုက်ထားတာချိန်ထားတာမရှိဘူးတဲ့ဟောဆိုလိုတာကသောသောကပြောတဲ့အလွန်မွန်မြတ်တဲ့အဲ့ဒီဝိပဿနာအကျင့်ကိုနော်အဲ့ဒီလိုခံယူချက်နဲ့အော်မနေ့ပြန်တော့မှငါရှင်ဖို့မသေးကြဘူးဆိုတဲ့ခံယူချက်နဲ့စဉ်းစားကြည့်နော်ဒီခံယူချက်မျိုးဖုံဖုံတို့မှာရှိဖို့မလွယ်ဘူးနော်မနေ့ပြန်တော့ငါမသေးကြဘူးဆိုရပါစို့မနေ့ပြန်မှာမုတ်ချကိုသေမဲ့လူတယောက်သေတံပေးခံရလို့ပဲဖြစ်စီဒါမှမဟုတ်တစုံတစ်ခုသောအကြောင်းကြောင့်သူကြိုတိနေတယ်ကြိုတိနေလို့ပဲဖြစ်စီမနေ့ပြန်သေတော့မယ်သူ့ရဲ့ရှင်သန်မှုကဒီနေ့တည်းရဲ့ပဲရှိတော့တယ်ဆိုရင်ကိုမြဲတကယ်လို့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မလဲစိတ်တရားဘလို့တွေတွေးမယ်လို့ထင်လဲစဉ်းစားကြည့်နော်အကောင်းဆုံးလုပ်ကိုပဲလုပ်မှာနော်ဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့လောက်ဝေးဝေးမဟုတ်ပါဘူးအဲ့ဒါတည်းပို့ပြီးတော့နီးနီးကက်ကတွေးကြည့်ခဏနေရင်ကိုတည်တော့မယ်လို့များသိခဲ့မယ်ဆိုရင်ဒါအခုချိန်မှာတော့ဒီလိုအနေအထားမျိုးကြီးတွေးဖို့ဆိုတာအဝေးရှိသေးတယ်လို့ကိုကထင်နေပြီမလို့တေချာတာကတော့တစ်ချိန်ချိန်မှာအဲ့ဒီအနေအထားရောက်အောင်မှာနော်ဟာငါတော့ခဏနေရင်တည်တော့မှနဲ့တူပါရဲ့ဆိုတော့တော့အတွေးမျိုးတွေးရတဲ့အနေအထားကိုဘုံဘုံတို့တွေရမုတ်ချရောက်မှာနော်အဲ့ဒီမရောက်သေးပြီမလို့ရောက်လာမယ်အဲ့ဒီအခြေအနေကိုအခုကြိုးပြီးတော့စိတ်ကူးကြည့်စမ်းပါခဏနေရင်ငါတည်တော့မှာလားလို့တွေးမိတဲ့အချိန်မျိုးဆိုရင်အဲ့ဒီငါဘာလုပ်မှာတော့နော်ကောင်းတာမှရိုးရိုးကောင်းတာမလို့ဘူးကောင်းတဲ့မှာထက်ရွေးအောင်မှာဟုတ်တယ်မဟုတ်လားဘုံတို့ထမင်းစားတော့လဲရွေးနေတာပဲလေဟင်းတွေအကုန်လုံးကစားလို့ရတဲ့ဟင်းတွေကြီးပဲဒါအကောင်းလေးတွေကြီးချက်ထားတာပဲလေရေထက်လဲတန်တန်လေးထည့်ထားတာစီလဲအကောင်းလေးတွေအကုန်လုံးချက်ထားတာအဲ့တော့တောင်မှဟင်းခွက်ထဲရောက်ပြီဆိုတော့ထပ်ပြီးတော့မလုပ်သေးတော့
ရွေးသေးတယ်နော်ရွေးပြီးတော့ပကံများတဲ့ရောက်တော့လည်းပဲအကောင်းဆုံးထင်တာကိုပဲတစ်ခါထပ်ပြီးတော့အရင်ရွေးပြီးတော့စားပြန်တာပဲဟုတ်လားအမြဲတမ်းရွေးနေတယ်အဲ့လိုပဲဘုန်းတို့စိတ်ကရွေးချယ်မှုနဲ့နေတာပေါ့အဲ့တော့ငါခဏနေသေးတော့မှလားဆိုတဲ့အတွေးမျိုးတွေးရပြီဆိုရင်ပထမကောင်းတာကိုမြန်မြန်ကိုမကောင်းတာတော့စင်းရဲကိုမထည့်တော့ဘူးဟုတ်လားကောင်းတာကိုလုံးအဲ့ဒီကောင်းတာကိုမှကောင်းတာတွေတဲကမှပို့ပြီးတော့ကောင်းတဲ့ထက်ကောင်းတဲ့အရာကိုထပ်ပြီးတော့မလုပ်မလို့ရွေးချယ်စီစီအောင်မယ်အမေဆိုဖေကလည်းအဲ့ဒါကိုရွေးပြတယ်လို့ဘုံဘုံကထင်ပါတယ်မနေ့ဖြန်တောင်မသေးကြတော့ဘူးလို့เนาะအမြင်ရှိတဲ့လူတယောက်ကဒီနေ့ဘာလုပ်မလဲဒီနေ့ဘာလုပ်မလဲအကောင်းဆုံးလုပ်ကိုလုပ်မယ်အဲ့ဒီအကောင်းဆုံးလုပ်ကရှေ့နှခါထားနဲ့ပြောထားတယ်เนาะအတိတ်ကပြီးခဲ့ပြီမရှိတော့အနာဂတ်ကမရောက်သေးဘူးเนาะဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့အခုလောလောဆယ်ပြစ္ဆုတ်ပံဖြစ်နေတဲ့သဘာဝတရားတွေကိုသာเนาะအမှန်ကန်သိအောင်ကြိုးစားပြီးတော့သွားဒါဆိုရင်အဲ့ဒီစိတ်ဟာတော့လောဘဒေါသကင်းတဲ့အတွက်ကြောင့်အလွန်မှတန်ဖိုးရှိတဲ့အရှင်းမြင့်စိတ်ဖြစ်အောင်လေ့ကျင့်ရရောက်တယ်ဒီလိုနေနည်းနဲ့ပညာရှိတွေကနေကြတယ်အဲ့ဒါပြီးတော့မှဒီကထာလေးကိုဟောတာဟုတ်လားမနေ့ဖြန်တောင်နေဖို့မသေးကြဘူးလို့ဟုတ်လားအမြင်ရှိတဲ့လူတယောက်ကဒီနေ့အလုတ်တင်ဆုံးလုပ်ကိုသူလုပ်လိုက်မယ်ပေါ့နော်အဲ့ဒီနီးနဲ့မြတ်စွာဘုရားတိုက်တွန်းတာအဲ့ဒါမှနေကုန်းကျုပ်နောက်ဆုံးကထာလေးကပါလာတော့ဧဝံဝိဟာရိအာတာပိအဟောရတမတ္တန္တိတံတံဝေဘတ်တေကာရတောတိတန်တော်အာစိခိတေမုနိဟုတ်လားအဲ့ဒီလိုမနေ့ပြန်တော့မှမသေးကြတော့ပါဘူးတော့ဒီနေ့ကိုပဲဒီအလုပ်ကိုလုပ်တော့မယ်ဆိုတော့ဒီနေ့လည်းပဲအချိန်လေးသိပ်ပြီးတော့ဖြုံးနေတော့မှမဟုတ်နော်ဒီအလုပ်ကိုပဲဆက်တိုက်သူရသလောက်ကြိုးစားပြီးတော့လုပ်သွားမှာဟုတ်လားအဲ့ဒီစိတ်ကူးမျိုးနဲ့အဟောရတမတ္တန္တိတံနေရောညင်ရောတဲ့ဟောညတောင်မအိတော်ဘူးသူကနေရောညင်ရောမပြင်းမရှိအတ္တန္တိတံဆိုမပြင်းမရှိနေရောညရောမပြင်းမရှိဧဝံဝိဟာရိအာတာပိပြင်းထန်တဲ့လုံလဝရိယနဲ့အဲ့ဒီအလုတ်ကိုလုတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုတံဝေဘတ်တေကာရတောတိတဲ့ဒီလိုကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့နော်တန်တော်အာစိခိတေမုနိကိလေသာငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့နော်ဘုရားရှင်ကိုတော်မြတ်ကြီးတွေကအဲ့ဒါလိုချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကနေ့မှာနော်နေနေတဲ့အချိန်တွေမှာအကောင်းဆုံးနေမှညအိပ်ဆက်တဲ့အချိန်မှာနောင်နာကင်းကင်းနဲ့ပီတိနဲ့ပတ္တိနဲ့ကောင်းကောင်းအိပ်ရမှာဒါဘုံဘုံကအပေါ်ယံကောင်းသောညရဲ့အတိတ်ပဲလေးကိုတွေးကြည့်တာပါဟုတ်လားနေ့မှာကောင်းကောင်းနေမထားဘူးခပ်ပေါ့ပေါ့ပဲနေထားတယ်ဆိုညအိပ်ဆက်ခါနေမှာနော်ကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့ပီတိဖြစ်မှာမဟုတ်ဘူးကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့စိတ်ထဲမှာနှစ်သက်မှုဝမ်းမြောက်မှုကြည်လင်မှုချမ်းသာမှုရှိမှာမဟုတ်ဘူးနော်နေ့မှာကောင်းကောင်းနေထားတယ်ဆိုရင်ညဘယ်လိုဖြစ်သွားမလဲဟာအရန်ကောင်းသွားမှာဟုတ်လားအဲ့ရတာကိုစချမ်းသာသွားမှာနော်ဟုတ်လားဒါကြောင့်ကောင်းသောညလို့ပြောတဲ့စကားလေးရဲ့အဓိပ္ပာယ်ကလည်းစဉ်းစားရကောင်းတယ်နော်ဗတ္တေကာရတ္တကောင်းသောညနော်ဂါထာ၄ပုဒ်နော်အဲ့ဒါဒီဂါထာ၄ပုဒ်ကိုမြတ်စွာဘုရားလက်ထက်ကနော်နတ်ပြည်လောကမှာတောင်မှထင်ရှားတယ်အဲ့ဒါတချို့နတ်တွေဟာဒီဂါထာ၄ပုဒ်ကိုအရကျက်ထားတာတောင်ရှိတယ်လို့ပြောတယ်ဟုတ်လားတချို့ဆိုရင်ယဟန်တွေကိုလာပြီးတော့တိုက်တွန်းတာရှိတယ်ဒီဂါထာတွေအကျယ်အကျဉ်းတွေရဲ့အဓိပ္ပာယ်ကိုနားလည်အောင်လုပ်ပြီးတော့ရွတ်အံတရစေမယ်ဆိုလို့ရှိရင်အလွန်မှအကျိုးကြီးတယ်ဟုတ်လားဘုံကတော့အဓိပ္ပာယ်အလွန်ကောင်းလို့နော်ပေးဒီပါတွေရွတ်တာလည်းပဲရွတ်ဖို့အလွန်ကောင်းပါတယ်ဟုတ်လားဂုဏ်တော်တွေမေတ္တာတွေရွတ်တာအလွန်ကောင်းပါတယ်ဟုတ်လားသို့တော့ဒီဂါထာတွေကိုလည်းပဲရွတ်တဲ့တယ်လို့မထင်ဘူးလားနော်ဘာမှမကြောက်ဘူးနော်ခဏလေးကိုယ့်ရဲ့ဒီမေးလျော့နေတဲ့စိတ်ကိုတဖန်ပြန်ပြီးတော့နော်အစ်စ်ပြန်လုပ်ပေးရနှုတ်ဆွပေးရလဲရောက်မယ်ပေါ့နော်ဘဝမှာဘယ်လိုနေရမယ်ဆိုတာလေးကိုဒါမြတ်စွာဘုရားရဲ့ဆန္ဒပေါ့မြတ်စွာဘုရားရဲ့ဖြစ်စီခြင်းတဲ့သဘောလေးတွေလည်းပဲဒီထဲမှာထင်းထင်းရှားရှားမတွေ့ရဘူးလားတွေ့ရနော်အလွန်ကောင်းတယ်ဟုတ်လားအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့အခုလောလောဆယ်ဖြစ်နေတာလေးကိုအိဋ္ဌဒုက္ခအနတ္တလို့အမှန်သိအောင်ကြိုးစားပြီးတော့နေဒါဆိုရင်ဒီစိတ်ဟာလောဘဖြစ်အောင်လည်းအဖျားရောက်မခံရဘူးဒေါသဖြစ်အောင်လည်းအဖျက်ဆီးမခံရဘူးအဲ့လိုနီးနဲ့ပညာရှိတွေကနေကြတယ်ဒီမြင့်မြတ်တဲ့အလုပ်ကိုဒီနေ့ပဲလုပ်လိုက်မနေ့ပြန်ဆိုတာမသေးကြဘူးဘာလို့မသေးကြတာတော့ပစ္စည်းတွေကအကြောင်းတရားမျိုးစုံရှိတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေလို့မနေ့ပြန်မသေးကြတာဟုတ်လားအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့နေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင်အဲ့ဒီလိုပုံကိုမျိုးကိုငြင်းအေးတော်မူဖြစ်တဲ့ဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကကောင်းတော်ညာရှိတဲ့ပုဂ္ဂိုလ်လို့ပြောရတယ်တဲ့ချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကြောင့်တရားတွေကတော့ကောင်းတဲ့တရားတွေကြီးပါပဲသို့တော့ကောင်းတဲ့တရားတွေတဲကမှကိုယ်စိတ်နဲ့ပိုးပြီးတော့နော်နှစ်ချိုက်တဲ့ထပ်ပြီးတော့ရွေးမယ်ဆိုရင်ဒီတရားလေးကစိတ်ထဲမှာအလွန်မှကိုပဲနှစ်သက်ရတဲ့တရားတစ်ပုဒ်ဒါလေးကိုနောက်ဒီကမာကြီးတို့ဘုံဘုံတို့အမြတ်တမ်းဝေကနေလေးမှာ
စိတ်ထဲမှာတော့ကုသိုလ်အစွမ်းတတ္တိတွေပုံမှုပြီးတော့ထက်မြက်စေဖို့ကုသိုလ်တရားတွေပို့ပြီးတော့ဖြူစင်စေဖို့နှလုံးသွင်းဆင်ခြင်ဖို့ဒါလေးကိုပြောပြပါတယ်ဟုတ်လားဒါဆိုရင်လှူဒန်းထားတဲ့ကုသိုလ်ရှိတယ်သီလဆောက်တည်ထားတာရှိတယ်အခုတရားနာရင်ဖြင့်တမာရီပညာကုသိုလ်ကောင်းမှုများလည်းအထိုက်လျောက်ဖြစ်သွားကြတယ်ပေါ့နော်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတန်တာမှာရှိနေပြီဆိုရင်ဒီကုသိုလ်ကောင်းမှုတို့ကြောင့်မဉ္ဇဉ်ဘုံညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရစေလို့ဆုတောင်းကြရမယ်ဟုတ်လားဒါကြောင့်တရားနာနေကြတဲ့ပေသက်ပေါင်းသူတော်ကောင်းတို့သည်နော်မဉ္ဇဉ်ဘုံညာမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်သည့်အထိကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း